American ဆေးဝါးကုမ္ပဏီကြီးနှစ်ခုက Mifepristone ကိုယ်ဝန်ဖျက်ချဆေးကိုဆရာဝန်ဆေးညွှန်းနဲ့အခုလကစတင်ပြီးရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ကိုယ်ဝန်ဖျက်ချမှုကိုတရားဝင်ခွင့်ပြုထားတဲ့လက်ထပ်ဆုပ်စာပြည်နယ်တွေမှာလာမယ့်သတင်းပတ်ကစတင်ပြီးအဲဒီဆေးတွေရောင်းချပေးသွားမှာဖြစ်တယ်လို့ CVS နဲ့ Walgreens ကုမ္ပဏီတွေကအတည်ပြုလိုက်ပါတယ်။ American အစားအစာနဲ့ဆေးဝါးစီမံခန့်ခွဲရေးဌာနကဆေးကုမ္ပဏီတွေကိုအဲဒီဆေးရောင်းချခွင့်ပြုခဲ့ပြီးတဲ့နောက်ကုမ္ပဏီတွေကဆေးရောင်းချဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒီဆေးတွေကို2000ပြည့်နှစ်ကတည်းကအမေရိကန်မှာတရားဝင်ဖြစ်နေတာပါ။အရင်ကတော့ဆေးရုံဆေးခန်းတွေမှာပဲအသုံးပြုလို့ရတာဖြစ်ပြီးလက်ရှိမှာတော့လူကိုယ်တိုင်ဆရာဝန်နဲ့လာမတွေ့ပဲစာရိုက်ကဒါမှမဟုတ်တခြားဆက်သွယ်မှုနဲ့ဝယ်ယူခွင့်ပြုမပြုကိုတော့နိုင်ငံတော်တရားရုံးကသာဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ပါတယ်။ Walgreens ကုမ္ပဏီက New York, Pennsylvania, Massachusetts, California နဲ့ Illinois ကပြည်သူတွေကိုဖြန့်ချိသွားမှာဖြစ်ပြီး CVS ကုမ္ပဏီကတော့ Massachusetts နဲ့ Arizona တို့မှာစတင်ဖြန့်ဖြူးသွားမှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ဒါအပြင် Kansas, Wyoming နဲ့ Montana ပြည်နယ်တို့လိုကိုယ်ဝန်ဖျက်ချဖို့ကန့်သတ်တားမြစ်ချက်တွေရှိနေတဲ့ပြည်နယ်တွေမှာတော့အခြေအနေတွေစောင့်ကြည့်သွားမှာလို့ကုမ္ပဏီတစ်ခုစလုံးကပြောပါတယ်။ဥပဒေအရခွင့်ပြုချက်မရှိတဲ့ပြည်နယ်တွေမှာဆေးရောင်းချသွားမှာမဟုတ်ဘူးလို့လည်းကုမ္ပဏီတာဝန်ရှိသူတွေကဆိုထားပါတယ်။ Mifepristone ဆေးကိုကိုယ်ဝန်ဖျက်ချဖို့အတွက်သုံးမယ်ဆိုရင်ဆေးနှလုံးသုံးရမှာပါ။ American အစားအစာနဲ့ဆေးဝါးစီမံခန့်ခွဲရေးကပထမဆုံးခွင့်ပြုခဲ့တဲ့ဆေးလည်းဖြစ်ပါတယ်။ဒီဆေးဟာကိုယ်ဝန်ဆက်လက်ရှင်သန်ဖို့လိုအပ်တဲ့ Progesterone လို့ခေါ်တဲ့ဟော်မုန်းကိုတားဆီးပေးတာဖြစ်ပြီး Misoprostol လို့ခေါ်တဲ့ဒုတိယဆေးလုံးကိုတော့တအိမ်ကိုအလွတ်ဖြစ်သွားအောင်ရှင်းလင်းပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။ Mifepristone ဆေးကိုကိုယ်ဝန်ဖျက်ချတဲ့သားလျှောမိခင်တွေအပြင်ဟော်မုန်းနဲ့ဆက်စပ်တဲ့ပြဿနာတွေအတွက်လည်းအသုံးပြုနိုင်တယ်လို့သိရပါတယ်။